အားလုံးမင်္ဂလာပါကျွေးဗီဒီယိုလေးမှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော် PUBG ကစားတဲ့ player တွေကို version တစ်ခုနဲ့မိတ်ဆက်ပေးမယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့က global version မှာစင်းကုန်းရတာအားမရလို့တခြား version မှာစင်းပြီးတော့ကုန်စီချင်တာဗျာ။အဲ့ဒါတော့ဘယ် version လဲဆိုရင်ကျွန်တော်တို့ဟိုးရင်ကဆော့တဲ့ version KR version အဲ့တော့ KR version ကိုတချို့ကစမ်းစောကြည့်ချင်ကြတယ်တန်းဆန်မှာ global version မှာစင်းတွေဖြစ်ရလို့KR version ဘယ်လိုဆော့ရမလဲဘယ်လိုတောင်းရမလဲဆိုပြီးတော့သိကျင်နေတဲ့ဘော်ရိုက်လည်းရှိမယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့ဘယ်ကနေဘယ်လိုစဆော့ရမလဲဆိုတော့ကျွန်တော်ဒီနေ့နည်းနည်းပြပြမယ်ဒီတိကျကျတော့မပြောပြတော့ဘူးဗျာဘာဖြစ်လို့လဲဆိုတော့ဒါတွေကပုံမှန်ပဲဘယ်သူမှဆိုလုပ်တတ်တဲ့အရာတွေမို့လို့KR version ကိုတောင်းမှုဆိုရင် Play Store ကနေကျွန်တော်တို့သွားတောင်းမယ်ဆိုရင် Play Store ထဲမှာမရှိဘူးဗျာ PUBG KR လို့ရိုက်ရှာလိုက် Play Store ထဲမှာမရှိ Play Store ထဲမှာ Global version ရှိမယ်ကျွန်တော်တို့လူတိုင်းမစော့တဲ့ new state ရှိမယ်ပေါ့ဗျာအမှန်မှကျွန်တော်တို့တခြားတနေရာမှာ download လုပ်ပဲ Google ဖြစ်ဖြစ် Chrome ဖြစ်ဖြစ်ရှိဖို့လုပ်ပဲအဲဒီမှာကျွန်တော်တို့ PUBG KR download ဆိုပြီးတော့ရိုက်ရှာလိုက်ဗျာအဲဒီမှာကျွန်တော်တို့ version ကြည့်ပြီးတော့ download လုပ်မယ်ကိုက version 4.1 ဖြစ်တော့ 4.1 ပဲ download ရမယ်ကျန်တဲ့အမှ 2.9 လို့ဘာလို့ညလို့ဆိုတာတော့ download ပြီးတော့ဆုပ်လို့ရမှာမဟုတ်ပါဘူးအဲ့တော့ APK viewer ရှိရဆိုရင် APK viewer ကြီးကျွန်တော်တို့အလွယ်တကူdownload လုပ်နိုင်တယ်မရှိဘူးဆိုလို့ရှိရင်လည်းကျွန်တော်ဒီမှာပြထားတဲ့အတိုင်း download လုပ်လို့ရတယ်ကျွန်တော်တို့ဒီဗီဒီယိုမှာအဆုံးထိတောင်းပြလာတာမဟုတ်ဗျာ download ရတဲ့အဆင့်တွေပဲတောင်းပြလာတာဘာလို့လဲဆိုတော့ဖုန်းကဆော့လို့ရတဲ့ဖုန်းမဟုတ်ဗျာကျွန်တော်ဖုန်းကပဲဆော့လို့ရတာဆိုAPK viewer ကနေမှာ link တစ်ခုတစ်ခုက download များနောက်တစ်ခုရှာထားပါဗျာအဆင်ပြေပါတယ်โอเคတောင်းမှအဆင်မပြေဘူးဆိုလို့ရှိရင်ကျွန်တော် Telegram group ချလာပြီးမယ်အဲ့ဒီမှာဝင်ပြီးတော့ download ရပါတယ်အဆင်ပြေကြပါစေအားလုံးပဲโอเคဒါလို့ကျွန်တော်တို့ KR version ကို down ပြီးတော့ပြီဆိုရင် KR version ကိုအကောက်ချိန်ရမယ်ကျွန်တော်တို့ global version နဲ့မကွာဘူးဗျာအဲ့တော့ဒါပေမဲ့ तू ကချိတ်ပုံချိန်နေရနည်းနည်းတော့စမ်းတယ်ဘာလဲဆိုရင်ကျွန်တော်တို့က VPN လို့ပါတယ် VPN မှာ JP region မဟုတ်ရင် Korea region ချိန်ပြီးတော့ကျွန်တော်တို့အကောက်ချိတ်ပြီးမှရမယ်ကျွန်တော်တို့ဗာနဲ့ချိန်နေဆိုရင် Facebook နဲ့ချိန်တာအဆင်မပြေဘူးအဲ့တော့ကျွန်တော်တို့ Google account တစ်ခုခုနဲ့ချိန်မှရမယ်ဒါမှမဟုတ်ဘူးကိုက Twitter account နဲ့ချိန်ချင်တယ်ဆိုလည်းရတယ် H ပေါ့ဗျာဒါမှမဟုတ်ဘူးတခြားဟာနဲ့ချိန်လို့ရတယ်ဗာလဲဆိုရင် Discord account ရှိတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့လူတွေကိုချိန်ပြီးတော့ဆုပ်လို့ရမယ်ကဲအဲ့တော့ဆက်ပြီးတော့ကြည့်လိုက်ကြပါဦးโอเคဒါကတော့ကျွန်တော်တို့ KR version ပေါ့နော် KR version မှာသူက global ဆော့တဲ့ကိုယ့်ရဲ့ border နေနဲ့လည်းအတူတူတွဲဆော့လို့ရတယ်ဗျာဒီလို border တွေမှာ skin တွေအများကြီးရှိနေပြီးတော့ကိုက M416 ကိုမှအကောင်900 skin နဲ့ပစ်ချင်ဦးစနွေးရောက် skin လေးနဲ့ပစ်ချင်တယ်ဘာညာဆိုရင်တော့လေကျွန်တော်တို့အဲ့ဒီမှာ silver coin 360နဲ့ကျွန်တော်ဝယ်လို့ရတယ်ဗျာတကယ်လို့ကိုက low rank နေမှာတယောက်တည်းဆော့လို့နော် high rank ရောက်နေတယ် lane skin မရှိဘူးဘာညာဆိုရင် lane skin တွေပါဝယ်လို့ရတယ်နော်ဒါလို့ကျွန်တော်လည်းဆော့လိုက်တယ်ဗျာစင်းတည်တာပဲကျွန်တော်တို့ဘယ် region မှာပဲဖြစ်ဖြစ်ကျွန်တော်တို့ပေါ့ဆလို့မရပါဘူးကဲလို့ပေါ့ဆမယ်ဆိုရင်တော့ဒီထဲမှာလည်း CRCID ပါပါတယ်ရှိုးဆိုရင်အဲ့လိုမျိုးကျွန်တော်မထင်မှတ်ထားတဲ့ skin လေးနဲ့တော့ကျွန်တော်ပြစ်ခံကျွန်တော်အခုဆိုရင်ကျွန်တော် premium premium နဲ့လေ platinum လေးပဲရှိတရားဗျာအဲ့တော့ကျွန်တော်စင်ကုန်ပဲကဲအဲ့တော့သူတို့စောကျင်တဲ့ border တွေရှိနေသူတို့စောလို့ရပါတယ်ကဲအားလုံးကျေးဇူးတင်ပါတယ်